ငါနို့မကြိုက်ဘူးတဲ့သူ့ဖေတော့ကြိုက်မှာပေါ့ကိုတငယ်ချင်းစီရစားလာလို့ မလေးဖက်ဆန်ကွာကိုကြီးလက်မအားလို့ သို့တငယ်ကျိုး တို့တငယ်ချင်းဘယ်ကိုတငယ်ကျိုးငါဘယ်တငယ်နဲ့ကျိုးရမှာလဲမตายอีกတိုင်ပြောမယ် ဟဲ့ဘာဖြစ်လာတာလဲ ညီမချစ်သူကကညနာလေ အဲ့ဒါဘာဖြစ်တော့ ချစ်သူတက်တန်းတစ်နေ့ပြည့်လို့တက်တန်းတိုးရမယ်ဖောက်ဆွဟုတ်မဟုတ်အကုန်ခွာစစ်မယ်တဲ့ မနိုင်လက်တန်လေးရက်တန်မသွားဖို့အတွက်ဘာလို့ရလဲ တခဲလိုအပ်တယ်လေ အဲ့လိုပဲမောင်နှလုံးသားရက်တန်မသွားဖို့အတွက်မလိုအပ်တယ် Nice. နင့်သားလို့ဘူးဆိုတာဟုတ်တယ်ငါနို့မကြိုက်ဘူးတဲ့သူ့ဖေတော့ကြိုက်မှာပေါ့ လမ်းမင်းနာကကြော်ဆိုင်တဲမှမထိုင်နိုင်ဘူး1T2T coffee ဆိုင်မှမတောက်ချင်ဘူး 漂亮呀，哇！ ငါဆိုမှလာကြုံမယ်ပြောပြီဝါကောင်မအားရှောင်သွားတဲ့မောင်ကြီးတော်တယ်လင်းမမောင်ကမြင်နိုင်ပါစေတည်င်းကျမမောင်စုထားတာလေးနဲ့တဆောင်မုံမှာအိုင်ဖုန်းဝယ်ပြီးပြီ$မှမောင်$ခဲ့မယ်စုပြသူမှလာဦးဘာလို့ရောက်သွားတာတော့အဲ့ဒါဘာဖြစ်လဲတကူထဲမှာအတူနှဲပြီးတပေါင်းလာမှမောင်းထောင်းကြမယ်နော်တကူမှမောင်းမူးနေရင်တော့ပစုံမှရှန်ခုံမှနော်နေရုံကမှမောင်းပုံပြရင်ကျဲမလည်းမရှိရှိတာအကုန်ချွတ်ပြမှာနော် ငါ့ကိုနေမချစ်တော့ဘူးဆိုရင်အရှိဝါမှာပိတ်ပြီးရက်မနေနဲ့နည်းနည်းလမ်းဖယ်ပြီးနင်းနောက်မှာငါ့ကိုချစ်တဲ့သူတပုံကြီးတန်းစီနေတယ်သဘောပေါက်တာ Okay 漂亮呀，哇！ ညီဖို့တဲ့အာလူနှလုံးလောက်ယူခဲ့ ဟာဒီမှာမီးဖို့ကြောင့်ဒီမှာအာလူတစ်လုံးမှမတွေ့ဘူး နေရစောက်ကန့်ပဲလုံးဝမလုပ်ချင်တာတခုခိုင်းလိုက်စင်ကြေတယ်ကြီးပဲ တွေ့မှမတွေ့တာ သိတယ်နင်းလို့ပြောမယ်ဆိုတာအကြောင်းလုံးငါတို့ကိုရယူလာပြီးသားမာသနာအရသာဖီးနေတာတကယ်တော့အချစ်ခံလိုက်ရတာမှတုံး အမကိုကျွန်တော်ချစ်တယ် အမဆိုးရနော်စိတ်ကောက်လို့ရှိရင်လေ ကြားတယ်မရှိတော့ဘူးရတယ်တော့တော့ ဟုတ်လေအဆက်ပြောမယ်လေဟင်း 漂亮呀，哇！ မောင်လေးပြင်မနေဗလားဘာမလဲနဲ့တော့ရွာကြိုက်ရင်မမလေးတို့တိုက်ပါဆွတ် Okay Okay ကိုတငယ်ချင်းစီရစားလာလို့ မလေးဖက်ဆန်ကွာကိုကြီးလက်မအားလို့ သို့တငယ်ကျိုး တို့တငယ်ချင်းဘယ်ကိုတငယ်ကျိုးငါဘယ်တငယ်နဲ့ကျိုးရမှာလဲတိတိကျကျဖက်ဆန်မှာဟာ အလားတိုင်းငရက်ရှိတယ်ဆိုတာဟုတ်လားဟင် လက်ခိုင်900ရှိတယ်ဆိုတာဟုတ်လားငင်ဘာလဲကလားတိုင်းမှာငရမ်းရှိတာငင်းငယ်မှာငရမ်းရှိလားမရှိလားသိရင်ကိုယ့်အကိုသွားကြည့် အဖေကပြော့နေလို့အမေကမာနေတာ ဒီဆိုတော့နည်းနည်းတော့ပြောအောင်ပါဘာလဲအဖေကပြောနေလို့အမေကမှားနေတာ နေခုအာနေတာလားဟင် အေးဟာလက်ကောက်ဝဲလောက်တော့ရှိအားနေတာလားအမလေးဘလို့ဒီဖတ်နေတာတော့ ငါရွလာရင်နေကျိုးမယ်မဟုတ်လား ဖာဒိုးတယ်ဆိုတာအဲ့ဒါအမလေးဘာလာရင်နေချိုးမယ်မဟုတ်လားငါညိုမြငါဖတ်တော့မယ်ပေးတော့